ဒါအခုဖြုတ်ပြထားတာကတော့ portable type လေးပေါ့နော် portable aircon eco 7လေးဖြစ်ပါတယ်ဒါသူ့မှာအထက်ထဲမှာဘယ်လို function လေးတွေနဲ့အသုံးပြုထားတယ်ဘယ်လိုပုံစံမျိုးလေးတွေနဲ့တိစောက်ထားတယ်ဆိုတာကိုဒါ review လုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ eco 7မှာဆိုရင်တော့သူက9ဘဲ site ကို indo coin မှာဆိုရင်ဒီမှာက8ကွေးပေါ့နော်8ကွေး1 2 3 4 5 6 8ကွေးဒါ indo coin မှာဆိုရင်9ဘဲ site ကို8ကွေးအသုံးပြုပေးထားတယ်သူကအောက်ဒိုးကွိုင်မှာဆိုရင်တော့သူလည်း9ဘဲ site ကိုမှ8ကွေးနှစ်ထပ်အသုံးပြုထားတယ်အဲ့တော့အောက်ဒိုးကွိုင်မှာဆိုရင်ဒီအောက်ဒိုးကွိုင်မှာအပူကွိုင်နှစ်ခုရဲ့ကြားထဲမှာ fan တလက်လေးပေါ့နော်ဒီ fan တလက်လေးနဲ့တက်ဆင်ပေးထားတယ်အင်ဒိုးကွိုင်ကနေပြီးတော့မောင်းလိုက်တဲ့အခါမှာ drain pipe ကနေတစ်ဆင့်ဒီလိုဒါရေတလျှောက်ကပေါ့နော် drain ရေတလျှောက်ကနေရေလေးတွေစီးဆင်းလာတဲ့အခါမှာအောက်ဒိုးကွိုင်ကြားထဲကိုရောက်မယ်ပေါ့နော်အောက်ဒိုးကွိုင်မှာရေလေးတွေရှိလာပြီဆိုရင်ဒီမှာရှိတဲ့မော်တာလေးကတောက်လျှောက်လဲနေရနေပတ်တင်တာပေါ့နော်ဒလက်လိုဟာလိုမျိုးလေးပတ်တင်ထားလိုက်မယ်ပတ်တင်ထားလိုက်မယ်ဆိုရင်ဒီအပူကွိုင်မှာကဟိမတက်တော့ဘူးနောက်တစ်ခုကတကယ်လို့ तू ကရေ level limit တစ်ခုထက်များလာမယ်ဆိုလို့ရှိရင်လေဒီဘက်မှာက तू ကဒီမှာစင်ဆာလေးနဲ့ဖမ်းပေးထားတယ်နော်ဒီစင်ဆာလေးနဲ့ဖမ်းပေးထားတာဖြစ်တဲ့အတွက်အဲ့ဒါပေါ်မယ်ကုတ်နံပါတ်ပေါ်လာပြီဆိုလို့ရှိရင်ဆက်ကရက်သွားမယ်အကယ်၍ဆက်ကရက်သွားမယ်ဆိုရင်ကုတ်နံပါတ်ကိုကြည့်လိုက်တာနဲ့တိသွားပြီဆိုရင်ဒီမှာ drain pipe ကနေတစ်ဆင့်ဒါ drain pipe ကနေရောပြန်ပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ဒီမှာဒါလေးကအပိတ်ဖွင့်လေးပဲဒါကတော့အောက်ဒိုးဘက်ကအပူကွိုင်ဘက်ကနေပြီးတော့ fitter ပါဒီ fitter လေးကအောက်ကိုဆွဲထုတ်လိုက်ပြီဆိုရင် fitter ဒီနေရာလေးတွေကဖုံလေးအမှုံတွေကိုတန်ရှင်းရေးလုပ်လို့ရတယ်ဒီမှာကအင်ဒိုးကွိုင်မှာဆိုရင်တော့ဒါသူ့ရဲ့ဒါ fitter ပေါ့နော်ဒါလေးအောက်ကနေတက်လိုက်တာနဲ့ရှေ့ကနေပြီးတော့တန်ရှင်းရေးလုပ်လို့ရတယ်အဲ့တော့ဒီ eco 7လေးမှာကဘလိုဝါကနှစ်ထပ်ဘလိုဝါနှစ်ထပ်ကိုတခါတည်းချိတ်ဆက်ထားလိုက်တယ်ဒီမှာအေးကွိုင်ကနေတဆင်အေးတွေကိုစုပ်တဲ့အခါမှာဒီဘလိုဝါနေပြီးတော့ဒီဘက်ကနေစုပ်တယ်ပြီးရင်ဒီဘက်ကနေပြန်မှုတ်ထုတ်တယ်ဒါကတော့စုပ်တာရမှုတ်တာရဒီတနေရာအလုပ်လုပ်တယ်ပေါ့နော်အဲ့တော့အောက်ဒိုးဘက်ကအပူတွေကိုစွန့်ထုတ်ဖို့ဆိုလို့ရှိရင်သူက compressor heater မှာရဲ့အောက်ဒိုးတွေအပူတွေကိုရှိမှာဆိုလို့ရှိရင်သူက cover နဲ့အောက်လိုက်တဲ့အခါမှာဒီနောက်မှာရှိတဲ့နောက်တဲ့ဘလိုဝါတစ်ထပ်ရှိတယ်အင်ဒိုးဘလိုဝါရဲ့အောက်ဒိုးဘလိုဝါရဲ့တစ်ထပ်ရှိနောက်တဲ့တစ်ထပ်မှာကဒီမှာကာဖာအောက်လိုက်ပြီဆိုလို့ရှိရင်သူကဒီအပူကွာရနေပြီးတော့လေတရားစုပ်သွားမယ်ဒီအောက်ဒိုးမှာရှိတဲ့အပူတွေကိုပြန်စုပ်ပြီးတော့ဒီနေရာကနေပြီးတော့ပြန်ထွက်လာတာပေါ့နော်အဲ့တော့ customer တွေကအပူလိုချင်တယ်ဆိုရင်ဒီဘက်ကနေပြီးတော့ share လေးကိုတက်လိုက်တာ ਨੇ ဒီထဲမှာဟိုပေါ့နော်ကိုအခန်းထဲမှာဒါမှမဟုတ်လို့ရှိရင်ဟိုလုံခြုံတဲ့ခြံအောင်ပေါ့နော်သူမှာ accessory တက်တဲ့ခြံအောင်လေးထဲမှာဒါ inlet outlet ကိုသူက pipe လေးနှစ်ခုရှိတယ်အဲ့ pipe လေးနှစ်ခုနဲ့တက်လိုက်ပြီးဆိုလိုက်တာ ਨੇ အပူရမယ်အကယ်၍ customer ကအေးလိုချင်တယ်ဆိုလို့ရှိရင်လေသူဒီဘက်ကနေပြီးတော့ဓာတ်ရိုက်ဒီဘက်ကိုအပူအေးကိုဒီဘက်ကိုထုတ်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ system ကအပူအေးနှစ်မျိုးသုံးလို့ရတယ်portable aircon ဆိုပေမဲ့အရင်တော့ window type ကိုသူကအခြေခံထားတယ် modify ထပ်လုပ်ပေးထားတယ် compressor ကိုကြတော့သူကဝက်400ဒါ9မူအားပေါ့နော်မြင်းကောင်ကြီး9မူအားကိုသူကအသုံးပြုပေးထားတယ်အဲ့တော့သူ့မှာကအင်ဒိုးကွိုင်နဲ့အောက်ဒိုးကွိုင်ကို9ဘဲ site တွေပဲအသုံးပြုပေးထားတာဖြစ်တဲ့အတွက် customer တွေက6ပြီပေါ့နော်6ပြီပတ်လည်လောက်ရှိတဲ့ခြံအောင်ဒါမှမဟုတ်အခန်းချင်းတွေထဲမှာဆိုရင်တော့ energy ချွေချွေတာတာလေးနဲ့ save ဖြစ်အောင်ပေါ့နော် power save ဖြစ်အောင်လို့ဒါအသုံးပြုလို့ရပါတယ်ဒါအခုကျွန်တော်ဖြုတ်ပြထားတာ portable aircon ရဲ့ပုံစံပဲဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ circuit ပါသူ့ရဲ့ display လေးကတော့ဒီမှာပါဒါကတော့ indicator ပေါ့ power တွေအလုပ်လုပ်ပြီးဆိုပြတဲ့ indicator ဖြစ်ပါတယ်သူမှာက remote နဲ့အသုံးပြုလို့လည်းရတယ် manual လည်းအသုံးပြုလို့ရတယ်ဒါအခုဒါတစ်ပတ်လည်းပေါ့ပြထားတာပါဒါလေးကတော့ဒါသူ့ရဲ့ remote ပါ remote function လေးပါဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းအခုလိုဗီဒီယိုတွေကို review လုပ်ပြီးမှဖြစ်တဲ့အတွက်လိုက်ပြီးတော့ကြည့်ရှုပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်အခုလိုဈေးနှုန်းလဲတင့်တယ် eco ဖြစ်တဲ့ portable aircon eco 7လေးကိုရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့တိုက်21အခန်း10 Newry Shop House Commercial Area ရန်ကုန်ပသိလမ်းမရဲ့ဘေးအစင်းမြင့်မမျိုးတော်အဘေးကက်လျက်မှာရှိတဲ့ဆမ်မရာတောက်ရှိုးရုံမှာစိတ်တိုင်းကြလာရောက်ရွေးချယ်ဝယ်ယူနိုင်တယ်လို့ဖုန်းနံပါတ်ဖြစ်တဲ့3942108953လို့နဲ့394211664338ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဆမ်မရာတောက်ရဲ့ page ချက်ပေါက်မှာလည်းမှာယူနိုင်ပါတယ်အပရာစစ်စားပစ်ကောင်းမွန်တာကြောင့်ဝယ်ယူပြီးစိတ်ချမ်းသာစေရန်ဆမ်မရာတောက်ပြုပြင်ထိန်းသိမ်းအဖွဲ့မှာဝယ်ယူပါလို့တိုက်တွန်းရစီ Customer Satisfaction Our Future